WeChat account ဘလော့ကျသွားပြီဆိုရင်တန်းလာမေးကြတာကိုယ့်ရဲ့ account ဘလော့ကျသွားလို့ဘယ်လိုလုပ်ရမလဲအဓိက WeChat account ဘလော့ကျသွားပြီဆိုတစ်နှစ်နဲ့တစ်နှစ်အထက် account တွေဆိုရင်ဘလော့ပြန်ဆယ်ရလွယ်တယ်ပြီးတော့အိုက်က account နဲ့ friend ဖြစ်ထားတဲ့လူနဲ့လည်း friend ဖြစ်ထားတဲ့ relationship ကြာမှသူတို့ကိုရင်အောင်ပေးတာများအောင်တာများတာသူနဲ့ကိုနဲ့မနေ့တနေ့မှ friend ဖြစ်ပြီးတော့သူ့ရဲ့အကူနဲ့ဘလော့ဆယ်ကြည့်ရင်မအောင်တာများတယ်နောက်ပြီးတော့တစ်နှစ်အောက်အကောင့်တွေဆိုရင်တစ်နှစ်အောက်မှာ6လနဲ့တစ်နှစ်ကြာအကောင့်တွေဆိုရင်ရတဲ့10ပြီဆိုရင်ရတဲ့အကောင့်ကကြာရတယ်မရတဲ့အကောင့်ကြာမရတာပုံများတယ်6လအကောင့်တွေကတော့စမ်းမကြည့်နဲ့အကောင့်100မှာအကောင့်90လောက်က10လို့မရ10ကောင့်လောက်ကဘာလို့ရလဲဆိုအခက်မသိရင်ရတတ်တယ်အဲ့လိုမျိုးပဲရှိတာအရန်ရှားတယ်အဲ့တော့ကိုနဲ့ friend ဖြစ်ထားတဲ့လူကလည်းသူ့ရဲ့စကန်ကိုတုံးထားရဲဆိုရင်အဲ့လူကကူပေးလို့မရပြန်ဘူးအဲ့လိုမျိုးပေါ့နော်အဲ့တော့ဘလော့ဆယ်မယ်ဆိုရင်အနည်းဆုံးကိုယ့်ရဲ့အကောင့်တစ်နှစ်ကျော်ရမယ်ပြီးရင်friend ကိုနဲ့ friend ဖြစ်ထားတဲ့လူနဲ့ကလည်းစကားရွာပြောအဲ့လိုမျိုးfriend ဖြစ်ထားတဲ့တန်းကြာတဲ့လူဥပမာဆိုအနည်းဆုံး4 5 6လလောက်6လကျော်လောက်ပေါ့နော် friend ဖြစ်ထားပြီးမှအဲ့လိုလူတွေက10ပြီးရင်အောင်တာများတာနော်အဲ့တော့တစ်နှစ်အောက်ကောင်းတယ်ဆို6လသူတစ်နှစ်ကြာမှဆိုရင်ရတာကရတယ်မရတာများတယ်6လအောက်ကောင်းနေရကြတော့မရသလောက်ပဲနော်